ညနေချိန်လာပြင်းညတညမှာရွာလေးရဲ့အစွန်ကအိမ်ဟောင်းကြီးထဲမှာလေတွေကတဲတဲမြည်နေတယ်ဒီအိမ်ဟောင်းကြီးကိုရွာသားတွေကတရေအိမ်လို့ခေါ်ကြတယ်ဘယ်သူမှဒီအိမ်ကိုမနေရဲကြဘူးဒါပေမဲ့ဒီညမှာတော့လူငယ်တယောက်ကဒီအိမ်ထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်တယ်သူ့နာမည်ကလီယိုသူကရဲရင်ပြီးစွန့်စားရတာကိုကြိုက်တဲ့သူပါလီယိုကအိမ်ရဲ့တကားကိုဖြည်းဖြည်းဖွင့်လိုက်တဲ့အခါတကားကကျဲလောင်စွာမြည်တမ်းနဲ့ပွင့်သွားတယ်အိမ်ထဲကလေတွေကအေးဆက်နေပြီးမင်းအိမ်ရဲ့အလင်းရောင်ကမိန်နေတယ်သူကအိမ်ထဲကိုခြေလန်းတလန်းနှမ်းလိုက်တဲ့အခါနောက်ကကြီးမားတဲ့တကားပိတ်တံကိုကြားလိုက်ရတယ်သူ့နောက်ကတကားကသူ့ဘာသာပိတ်သွားပါတယ်အိမ်ထဲမှာလှည့်ပတ်ကြည့်ရှုနေတော့ရုတ်တရက်မင်းအိမ်ရဲ့အလင်းရောင်ကမိန်လာပြီးအနီရောင်လင်းတစ်ခုထွက်လာတယ်သူ့ရှေ့မှာအဖြူရောင်အဝတ်စားတွေဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာတယ်။သူမရဲ့မျက်လုံးတွေကအနက်ရောင်နဲ့အနီရောင်ရောနေပြီးမျက်နှာကဖြူဘက်ဖြူရောနဲ့ကြောက်စရာကောင်းနေတယ်။ဒီအိမ်ကိုဘာလို့လာတာလဲ။သူမကလေထဲကနေပြောလိုက်တဲ့စကားတန်ကအေးဆက်ပြီးကြောက်စရာကောင်းတယ်။လီယူကကြောက်နေပေမဲ့သူ့ကိုယ်သူအားတင်းပြီးကျွန်တော်ဒီအိမ်ကိုစူးစမ်းကျင်လို့လာတာပါလို့ပြန်ပြောလိုက်တယ်။သူမကပြုံးပြီးဒီအိမ်ကမင်းကိုဘယ်တော့မှမထွက်ခွာစေနိုင်တော့ဘူး။လို့ပြောလိုက်တဲ့အခါမှာလီယိုရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့မရတော့ဘူး။လီယိုကသူ့ကိုယ်သူလွတ်အောင်စူးစမ်းနေပေမဲ့သူ့ခန္ဓာကိုယ်ကလှုပ်ရှားလို့မရဘူး။သူမကသူ့စီကိုဖြည်းဖြည်းချင်းချင်းကပ်လာပြီးသူ့လယ်ပင်ကိုဖျက်ဖို့လက်နဲ့လှမ်းလိုက်တယ်။ဒီအချိန်မှာလီယိုကသူ့အိတ်ထဲကဓားလေးကိုသတိရသွားတယ်။သူကသူ့ရဲ့နောက်ဆုံးအားတွေနဲ့ဓားကိုဆွဲထုတ်ပြီးသူမကိုထိုးလိုက်တယ်။သူမကအော်ဟစ်ပြီးပြတ်ဝဲသွားတယ်။အိမ်ထဲကမီးအိမ်ရဲ့အလင်းရောင်ကပြန်လင်းလာပြီးလီယိုကလှုပ်ရှားလို့ရလာတယ်။သူကအိမ်ရဲ့တကားကိုပြေးဖွင့်ပြီးအပြင်ကိုထွက်ပြေးလိုက်တယ်။သူပြေးထွက်လာတဲ့အချိန်မှာနောက်ကနေသူမရဲ့အတန်ကိုကြားရတယ်။မင်းကိုဘယ်တော့မှလွတ်ခွင့်မပေးဘူး။လီယိုကရွာကိုပြေးပြေးလွှားလွှားနဲ့ရောက်သွားပေမဲ့သူ့နောက်ကသူမရဲ့အတန်ကလိုက်ပါနေတယ်။သူကအိမ်ကိုပြန်ရောက်တဲ့အခါသူ့မိသားစုကိုဒီအဖြစ်အပျက်ကိုပြောပြတယ်။ဒါပေမဲ့ဘယ်သူမှသူ့ကိုမယုံကြဘူး။ညအချိန်ရောက်တဲ့အခါလီယိုကသူ့အိတ်ခမ်းထဲမှာအိတ်နေတော့ရုတ်တရက်အေးဆက်တဲ့လေတွေဝင်လာပြီးသူမရဲ့အတန်ကိုကြားရတယ်။မင်းကိုဘယ်တော့မှလွတ်ခွင့်မပေးဘူး။အဲဒီညကစပြီးလီယိုကပျောက်ကွယ်သွားတယ်။သူ့ကိုဘယ်သူမှမတွေ့တော့ပါဘူး။နောက်ဆုံးမြင်ခဲ့ရတာကတရေအိမ်ရဲ့တကားဝမှာသူ့ရဲ့ခြေရာတွေကိုတွေ့ရတာပါပဲ။ဒီပုံမြင်လေးကဒီမှာပဲရပ်နားလိုက်ပါတယ်။တရေအိမ်ရဲ့အကြောင်းကိုစိတ်ဝင်စားမိပြီလား။ဒါပေမဲ့သတိထားပါညဘက်မှာတရေပုံမြင်တွေဖတ်ရင်အိမ်မက်ဆိုးတွေမက်နိုင်ပါတယ်။